那把路养嘞，还带伊。过到把路苗嘞，把路苗嘞，路苗不要来，路苗不要来，路苗不要来。他包大把的门带一种人低下把的，喏，带一种人低下把的，朋友来老嘛的，这干嘛？喏。တော်တဲ့ဗီဒီယိုရိုက်ထားလို့ဗီဒီယိုတတ်တဲ့ယူလိုက်လို့မဖုံးအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက် အားလုံးပဲမင်္ဂလာပါမန္တလေးတိုင်းပျော်ဝင်မြို့ဖုံးချောင်းဝင်းတွင်းကတိန်ထဲမှာမွတ်စကိုဝင်တူးခဲ့ကြတဲ့ဇွန်လတွေရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရရှင်လောက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကိုစလိုက်အောင်ပါမန္တလေးတိုင်းပျော်ကွယ်မြို့နဲ့အင်းကြီးကုန်းချောင်းမှာမင်းဘာလို့ရိုင်းလဲဟာတဲ့ကြီးမင်းဘာလို့ရိုင်းလဲဟာတဲ့ကြီး တိန်နဲ့ဝင်ပြီးတော့ဗျာကျော်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိမ်မှာဒီမှာအင်းကြီးကုန်းချောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိမ် ချားနေရတယ်အများကြီးရှိတာ ကိုတော်တို့ဆိုရင်အမဖက်နဲ့တော်မှအဝေးရချွတ်ပါတယ်နော်တိမ်ကိုဒါဗုဒ္ဓဘာသာမှန်တိမ်ဆိုရင်သိရပါတယ်နော်တိမ်ဆိုရင်သိရပါတယ်ဖုံးရုပ်လည်းလုံးပါတယ်တက္ကမနော်တော်တဲ့ဗီဒီယိုရိုက်ထားလို့ဗီဒီယိုတတ်တဲ့ယူလိုက်လို့မဖုံးအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီမန္တလေးတိုင်းပျော်ကွယ်မြို့နဲ့အင်းကြီးကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖနက်ပါကျန်နေတဲ့ဒီမှာဖနက်အဲ့တက္ကမရဲ့ဖနက်ဒီကဝင်နေဒီမှာတိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တဲ့တိမ်ကိုဖောက်တာနော်ခုနရဲ့တက္ကမရဲ့ဖနက်ဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာထုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်တယောက်ကဝင်ပါတယ်ဒီမှာဖနက်ပါဒီမှာပါ ဒါတော့သူတို့ရဲ့အထောက်ထားတွေပါ ခုနတကားရဲ့တကားမရဲ့ဖုံးရုပ်လည်းလုံးပါတယ် ကျန်းဖန်ဗျာကျော် ဟာ တိန်နဲ့ဝင်ပြီးတော့ မန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းဝါပါနော်မကိုတော်ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော်ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမတွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာပါမတွားသေးပါဘူးဟာမတွားသေးပါဘူးနော်ဟုတ်ကဲ့ဟာဒီเจ้าမှာဖုန်းကြီးနှစ်ပါးတဲ့အန်ဒီရဲ့เจ้าဝါပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်ပျော်ပွဲမြို့နယ်အင်ဂျင်ကုန်းကြီးရွာမှာရှိတဲ့ဘုန်းကြီးကျောင်းပေါ့နော်အဲ့ဒီဘုန်းကြီးကျောင်းမှာဘုန်းကြီးနှစ်ပါးပဲရှိတယ်ဘုန်းကြီးကနှစ်ပါးပဲရှိတယ်ဒီဘုန်းကြီးကျောင်းကဒီမြင်းကလင်းတန်းတွေဘာတွေခံရတော့ဒီအစာအုပ်တွေကလည်းဒီအက်ကွဲပြီးတော့လူသူတွေလည်းကင်းမဲ့နေရပါတော့လူလည်းတိတ်မရှိဘူးပေါ့အဲ့နေရာကဘုန်းကြီးကျောင်းတွေကတိမ်ထဲကိုစုံတဲ့တွဲကလာပြီးတော့မဖွင့်မရပြုတ်လို့တာပေါ့နော်အဲ့စုံတွေကတော်လန်းနေပြီးတော့သူဘုန်းကြောင်းနေလာပြီးတော့ယောက်ျားလုပ်တဲ့လူကဒီပတင်းပေါက်ကိုပေါ့နော်ရအောင်ဖွင့်ပြီးတော့အထဲထဲဝင်ပြီးတော့ဒီနောက်တစ်ယောက်ကမိန်းကလေးကဆက်ပြီးဝင်ပြီးတော့အထဲထဲမှာမဖွင့်မရပြုတ်လို့နေရပါတော့အဲ့ဒါကိုဘုန်းကြီးကသူတို့အရင်တုန်းကပဲလာခဲ့ဘူးလို့လားဘာလားမသိဘုန်းကြီးကတိသွားတော့ကျတော့သူကဖုန်းနဲ့တိမ်ထဲဝင်ပြီးတော့တပုံဗီဒီယိုရိုက်လိုက်တာပေါ့နော်ရိုက်လိုက်တော့ဖုန်းကြီးဝင်သွားတဲ့အချိန်မှာဒီစုံတွေကအောက်ပိုင်းကအဝတ်မပါအောင်အဝတ်မပါပဲနဲ့တွေ့တာပေါ့နော်အဲ့စုံတွေကအပြင်ဘက်ကိုထွက်ပြီးတော့
မောင်းထုတ်လိုက်တာပေါ့မောင်းထုတ်လိုက်တဲ့အချိန်မှာတက္ကမဖုန်းကြီးကိုဝင်ပြီးတော့လုံးပြီးတော့ဖုန်းမှန်အောင်ကွဲသွားသေးတယ်သူတို့အပြင်ဘက်ရောက်ကညမှာသူတို့အဝတ်စားတွေကိုပြေဆုံးပြန်ဝတ်တာပေါ့နော်ဝတ်ပြီးတော့ထွက်သွားတာပေါ့နော်ဒီဖုန်းကြီးเจ้าကတိန်ဆိုတာကဗမာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့နေရာဖုန်းကြီးဖြစ်ခွင့်ပေးတဲ့နေရာပေါ့နော်ရားစင်ရှိကြီးမှာသူတို့တွေအဲ့လိုမျိုးကိစ္စကိုလုပ်နေ တကယ်နေရမှာမ ဒီဖုန်းကြီးเจ้าနဲ့ဝင်ပြီးဆိုရင်တောင်မှဗုဒ္ဓဘာသာတွေဆိုရင်အကုန်ဖနှက်ချုပ်ပြီးတော့ဝင်ကြတာပေါ့နော်အခုတော့တိန်ထဲမှာတဲ့နော်ဘလို့မိဘတွေကနေပေါက်ဖွာလာပြီးတော့ဘလို့အသိဉာဏ်နည်းနဲ့များဒီလိုမျိုးလုပ်ဖို့ကိုစဉ်းစားမိတယ်လို့တွေးလို့ကိုမရဘူးရှင်သိလားဖုန်းကြီးကဒီလိုမျိုးဗီဒီယိုရိုက်ပြီးတော့တင်တာမလုတ်တင်မှုဆိုတဲ့လူတွေကရှိသေးတယ်မလုတ်တင်လို့ဖြစ်မလားဒီလိုမျိုးလွတ်ထားလို့ရှိရင်နောက်ထပ်ဆိုးကုန်ပါဗျာ ပဲပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးကတော့လောက်ကိုလောက်တင်တယ်ပေါ့နော်ဘုန်းကြီးကဟိန္ဒူလူမျိုးကိုသူဗုဒ္ဓဘာသာကိုဒီတိမ်ထဲမှာပဲသူဒီဘုန်းကြီးအဖြစ်ခံယူလာတာတဲ့နော်သူဘလောက်တောင်ပဲခံစားရမှာစဉ်းစားကျမတို့မြင်တဲ့လူတွေတောင်မှတော်တော်ကိုပဲစိတ်မကောင်းဖြစ်ရတယ်နော် ဒီမှာဒီကောင်ဆိုလို့ရှိရင်ဒီမှာအတွင်းကန်ကြီးနဲ့ပတ်ပြေးလာတာဘလို့လဲဆိုတော့ဒီဖြစ်ဆံဘလို့လဲဆိုတော့သူတို့တွေကဗျာဖုန်းကြီးကြောင်းထဲကိုတခြားတောဘက်ကနေပြီးတော့တခြားဘက်ကနေပြီးတော့ခိုးဝင်လာတယ်ဆိုင်ကယ်ကတော့ဖုန်းကြောင်းရှိမှရပ်ထားခဲ့တယ်ပြီးတော့ကြော်ဝင်လာကြော်တခြားစီးဝါးနေကြော်ပြီးတော့ဝင်လာတယ်ဝင်လာပြီးတော့ဒီကျွန်တော်တို့ဗုဒ္ဓဘာသာတွေအထွတ်အမြတ်ထားတဲ့တိမ်ဗျာတိမ်ဆိုတာကဒီရဟန်းခန္ဓာတွေဘာတွေလောက်တဲ့တိမ်အဲ့ဒီတိမ်တွေကိုဒီပြတင်းပေါက်ကိုခိုးရိုက်ပြီးတော့အဲ့ပြတင်းပေါက်ကိုဖွင့်လိုက်တယ်ဖွင့်ပြီးတော့အဲ့ဒီတဲကိုဝင်ပြီးတော့ကြတာဗျာဒီကောင်နဲ့ကောင်မနဲ့ကစောက်ဆံမရှိကြဘူးလားစောက်ဆံမရှိကြဘူးလားဟိုတယ်သွားဖို့စောက်ဆံမရှိကြဘူးလားခြုံတိုးလို့ရတယ်ဗျာခုခေတ်ဒီမှာခြုံတိုးရင်လည်းတိုးလို့ရတယ်တခြားဟိုတယ်တွေမှာသွားလို့ရတယ်အကြိုက်လှုပ်လို့ရတယ်ဗျာကဲဟိုတယ်သွားဖို့တော့ပတ်စံမရှိဘူးဆိုရင်ကျွန်တော်လှူပေးပါမယ်ဟိုတယ်ကိုကျွန်တော်လှူပေးပါမယ်ဟိုတယ်မှာပဲသွားကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော် ကြောက်နေရတွေပေါ်နေတာ ဟာဘယ်လိုလဲဆိုတော့ဒီအမျိုးသမီးပေါ့နော်ဒီထဲမှာပါတယ်ဒီမှာဒီအမျိုးသမီးကဖုန်းကြီးကိုဝင်လုံးနဲ့လုံးပြီးတော့ဖုန်းကြီးရဲ့ဖုန်းကိုလုပြီးတော့ထုခွဲလိုက်တယ်ဖုန်းကြီးရဲ့ဖုန်းလည်းကွဲသွားတယ်ဒီကျောင်းမှာကဖုန်းကြီးနှစ်ပါးပဲရှိတယ်အခုလိုမျိုးသူတို့ကလည်းတတိထားမိရပါတော့ကျောင်းထဲကိုလူစိမ်းဝင်လာတဲ့ကြောင့်မလို့သူတို့ကလည်းအရေးကြီးစောင့်ကြည့်နေတယ်ဘာလုပ်တယ်ဆိုစောင့်ကြည့်နေကြတယ်စောင့်ကြည့်ပြီးတော့ဒီတိမ်ထဲကိုဝင်သွားတဲ့အခါမှာသူတို့တွေတိမ်တကားကိုဖွင့်ပြီးကြည့်လိုက်တဲ့အခါမှာအထဲမှာတွေ့နေကြတာတွေ့တဲ့အခါမှာသူတို့တွေထွက်ပြေးကြတယ်ထွက်ပြေးတာမှာယောက်ျားဖြစ်တဲ့သူကမြင်လားအတွင်းကန်ကြီးနဲ့စောက်ချက်လေးရှိကြပါဦးဗုဒ္ဓဘာသာထွတ်မြတ်ထားတဲ့တိမ်ထဲကိုမှအခုလိုဘူး ရေးပဲကျန်နိုင်မြတ်တယ်လို့တော့လည်းမသိဘူး ဆိုင်ပဲပြောမယ် ကျွန်း နော်မဆိုင်ကနံပါတ်လောက်လဲ MDY 86W 9293တချင်း မ ရောက် န္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာ မန္တလေးတိုင်းပျော်ပွဲမြို့နယ်အင်ဂျင်ကုန်းကျောင်းမှာဒီတိမ်ထဲကိုလာပြီးတော့လက်အတွဲဒီမှာကြီးနှစ်ယောက်လုံးကရီမုံလေးတွေနော်နှစ်ယောက်လုံးကရုပ်လေးတွေရီမုံလေးတွေ ငါဘာလို့ရိုင်းလဲ အဲ့လိုမလုပ်ပါနဲ့တဲ့ ကိုတော့ဘာလူမျိုးလဲ ဘုံကြီးတွေဖန်တက်တောင်စီခွင့်မရှိဘူးအဲ့ဒီ ဘာလူမျိုးလဲလူမျိုးပြောလိုက် တီးလို့ပါ ပြောလိုက် ရုပ်လေးရရီမုံလေးတွေဟုတ်မတိလို့ပါလေဘုံကျောင်းထဲမှာဖျားတွေရောရှိတယ်လာလူရနေရမဟုတ်ဘူး အင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိမ်မှာကိုတော်ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိမ်ကိုဒါဗုဒ္ဓဘာသာမှန်တိမ်ဆိုရင်တီးရပါတယ်နော်တိမ်ဆိုရင်တီးရပါတယ်ဖုန်းကြီးကိုလည်းလုံးပါတယ်တက္ကမနော် မရိုင်းလိုက်တာကွာ ဒီမှာဒီဘက်ကတိမ်ဒါအဝင်ပေါက်ပေါ့နော်အဝင်ပေါက်ကနေဝင်ပြီးတော့ဖမ်းလိုက်တဲ့ခါမှာဒီအမျိုးသမီးဖြစ်တဲ့သူကနေပြီးတော့ဖုန်းကြီးကိုဝင်လုံးပြီးတော့ဖုန်းကြီးကဖုန်းနဲ့မှတ်တမ်းတင်နေတဲ့အတွက်ကြောင့်မလို့ဖုန်းကြီးကိုဝင်လုံးပြီးတော့ဖုန်းကိုလုပြီးတော့ပေါက်ချိုးလိုက်ပါတယ်ဖုန်းနဲ့ကွဲဝိုင်းလို့သိရပါ တော်တဲ့ကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့မဖုန်းအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက် ဒါကလူဝင်တဲ့ပေါက်ဟိုဘက်ကခွေးဝင်တဲ့ မ ပေါက် န္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တကာနဲ့တကာမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖက်နှက်ပါကျန်နေတယ်ဒီမှာဖက်နှက်တကာမရဲ့ဖက်နှက် ဒါသူတို့ဝင်ခဲ့တယ်ဆိုတော့တက်တည်တယ်ပဲဗျာ တိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တဲ့တိမ်ကိုဖောက်တာနော်
ခုနရဲ့တက္ကမရဲ့ဖက်နှက်ဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာထုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာတက်နေပါတယ် ဘဝန်းကြောင် တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖက်နှက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုံးရုပ်လည်းလုံးပါတယ်နော်အာ တော်တော်ဆူဆူတွေပဲ ပျော်ွယ်မျိုးနဲ့အင်းငင်းကုန်းကြောင်းပါနော် မန္တလေးတိုင်းပျော်ပွဲမြို့မှာကျော် တော်တော်ဆူဆူပဲ ကိုရောဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော်ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူး အေးဗျာဘေးမှာလဲဖျားတွေဇီတီတွေနဲ့ကို ဟိုမှာမတွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာ ဒီလိုနေရာမျိုးကြီးမှာ တွားသေးပါဘူးဟာတွားသေးပါဘူးနော်ဟုတ်ကဲ့ ရှက်လည်းမရှက်ကြဘူး ဒီเจ้าမှာဖုန်းကြီးနှစ်ပါတယ်အန်ဒီရဲ့ကြောက်ရပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော် အဲကြောင့်မလို့ခြုံတိုးကြပါခြုံတိုးပါတခြားအိမ်ဟောင်းအိမ်ပြတ်တွေရှိပါတယ်အိမ်ပြတ်တွေတဲ့တိုးပါအိမ်သားတွေတဲ့တိုးပါဈေးအိမ်သားတွေလည်းတိုးလို့ရပါတယ်အခုလိုမျိုးဖုန်ကြီးကျောင်းထဲမှာတော့မတိုးပါနဲ့เนาะဖုန်ကြီးကျောင်းကိုတော့မသွားပြီး ဘုံကြောင်းတော့ချမ်းသာပေးပါနော်ဟုတ်ကဲ့ပါတည်င်းနဲ့လူစစ်မှတ်တဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှာတက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ထားနိုင်ပါတယ်ဒီကုန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်ချချက်လေးတွေကိုလည်းအောက် comment မှာရေးပေးသွားခဲ့ပါဦးခင်ဗျာ